လီဗာပူးအသင်းကအရန်ကိုခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာအရေးပါတဲ့အဝေးကွင်းနိုင်ပွဲကိုရယူသွားခဲ့ပါတယ်။ကြစ်လက်တဲ့ကစားပုံစိတ်ချရတဲ့ display နဲ့အတူအင်တာမီလန်အသင်းကိုအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းဘလို့ပွဲထုတ်ခဲ့တယ်လဲဘလို့အနိုင်ရရှိခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Wines Back ကနေအတိအကကိုညီပံ့ပိုးပေးထားပါတယ်။စီတူဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းတဲ့ပရိသတ်တွေအတွက် Wines Back မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လှစ်နိုင်ပါတယ်။ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါစီတူ Opinio ကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Inter Milan 0 Liverpool 1လေးရဲ့တပြ review ပဲဖြစ်ပါတယ် Liverpool အသင်းကတော်တော်လေးကောင်းမွန်တဲ့ခြေစွမ်းလို့ပြောလို့ရတယ်ပေါ့နော် Liverpool ကိုဒီသူတို့ရလက်ဆိုးတဲ့ပွဲတွေမှာမြင်တွေ့ရတာက Liverpool ရဲ့ကစားဟန်ကပြက်ယွင်းနေတယ်ပေါ့နော်ပြောမယ်ဆိုရင်တယောက်ချင်းအပေါ်အများကြီးမိကိုထားရတယ်ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်ပြီးတော့ build up ဟာလည်းလိုအပ်ချက်တွေအများကြီးရှိနေတယ်အဲ့တော့အဲ့ဒီအခြေအနေတွေအကုန်လုံးကိုဒီပွဲမှာပြင်ဆင်နိုင်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ပြီးတော့ဒီမိုဟာမက်ဆာလာနဲ့ပတ်သက်ပြီးတော့ပြဿနာကြီးတက်နေတဲ့မိုဟာမက်ဆာလာရဲ့လုံးဝ out burst လုပ်ခဲ့တဲ့ interview ကြောင့်လီဗာပူးရဲ့ဝန်းကျင်မှာတကယ်ကိုမှုန်တိုင်းထန်နေတာအဲ့တော့အထူးသဖြင့်တော့ Arne Slot ပေါ့နော်ဒီဆာလာကို omit လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချလာတာက Arne Slot ဖြစ်တဲ့အတွက်ကြောင့်သူ့အပေါ်မှာဖိအားတွေအယမ်းများနေတယ်အဲ့တော့အဲ့လိုအနေထားမှာ Arne Slot ဟာမမှန်ကန်ကန်တဲ့ပွဲကိုချင်းကပ်နိုင်ခဲ့တယ်တောက်လျှောက်အလုပ်ဖြစ်နေတဲ့အသင်းတစ်သင်းဒီသွားနေတဲ့ idea တခုသူသွားခြင်းတဲ့ idea တခုနဲ့မိနေတဲ့အသင်းတစ်သင်းဆိုရင်တော့တိတ်ပြီးတော့ပြဿနာမရှိပေမဲ့လီဗာပူးဟာအပြောင်းလဲတွေလိုအပ်နေတဲ့အသင်းဖြစ်တယ်အဲ့တော့အဲ့အပြောင်းလဲတွေဒီခင်းချင်းပြသဖို့အတွက် platform ကို Arne Slot ကပြသနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ Curtis Jones ပါလာတယ် McAllister ပါတယ်ဒီ Diamond Midfield ပေါ့နော် Diamond Midfield အစစ်တော့မဟုတ်ဘူးဒါပေမဲ့ဒီပါဝင်တဲ့ကစားသမားတွေကိုမူတည်ပြီးတော့ Diamond Midfield လို့တော့ခေါ်နေကြတယ်ပေါ့နော်ပြီးတော့ တိုက်စစ်ကစားသမား2ယောက်ပါတယ်အဲ့တော့ဆန်ပေါ့နော် Diamond Midfield ဆန်အဲ့ဒီအခြေအနေမှာ fullback တွေကတောင်ပံကနေ white အနေထားနဲ့အများကြီးရှေ့ကိုတက်ပေးတယ်အရန်ကောင်းတဲ့ဒီ white player တွေမဟုတ်တဲ့အတွက်တော့ကျွန်တော်တို့ကပျောင်ပြောက်စွာတော့မမြင်ရအောင်ဒါပေမဲ့တကယ်လို့ပေါ့နော်ဒါ frame ပေါင်နဲ့ Gorgas တို့ရဲ့အကောင်းဆုံးခြေစွမ်းနေဆိုရင်အဲ့ကစားသမား2ယောက်ကရှေ့မှာ lobby flying တက်ပြီးတော့လုံနေလို့ရတယ်အဲ့တော့ဒါကတော့စိတ်ကူးရင်ပေါ့နော်ဒါပေမဲ့စိတ်ကူးရင်ဆိုတာကဒီအခုသူခင်းချင်းထားတဲ့ platform ရဲ့သဘောတရားကိုမြင်သာဖို့ဆိုရင်အဲ့လိုမျိုး maximum ထိကျွန်တော်တို့ဆွဲကြည့်ရလို့ရတယ်ပေါ့နော်ဒီဘက်မှာတော့အဲ့လောက်ကြီးဒီ high attack တွေလုပ်နိုင်ခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့သဘောတရားအရအဲ့လိုမျိုး full back တွေကိုအဲ့လိုမျိုးရှေ့တက်ခွင့်ပေးထားတယ်ဒီ white အနေထားကနေတက်ခွင့်ပေးထားတာပေါ့နော်ဒါကလည်းအရေးပါတယ်အပြောင်းလဲတွေတခုပြီးတော့အရန်အရေးပါတယ် Curtis Jones ဒီဘက်မှာ man of the match က Gravenberch ရရှိသွားတယ် Gravenberch tag sign ကျွန်တော်ပေးခြင်းနဲ့ man of the match က Curtis Jones ပဲသူဟာဒီပွဲအရာရာကိုပြောင်းလဲခဲ့လို့ပြောလို့ရတယ်ပြီးတော့သူနဲ့တစ်ဆက်တည်းပြောရမှာက Liverpool အသင်းအသုံးပြုခဲ့တဲ့ဒီ beta ပေါ့နော် Inter Milan ဟာဒီ pressing ကိုကျင်လေတဲ့အသင်းအုံတိုင်းနဲ့အသေးအံလိုက်လူတဲ့အသင်းမဟုတ်ပေမဲ့ pressing ကိုကျင်လေတယ် man to man marking ကိုမြဲနေအောင်ဒီ pressing လုပ်နိုင်တယ်အာယုံနောက်တဲ့အသင်းတွေကတစ်သင်းဖြစ်တယ်အဲ့တော့ဒီအသင်းကိုသူတို့ဘယ်လိုရင်ဆိုင်လဲဆိုအင်တာရဲ့ setup ကအားလုံးလည်းသိရတဲ့အတိုင်းပဲ3-5နှစ်လက်စီမှု2ယောက်ပါတယ်အဲ့တော့ဘာလို့လိုက်လဲဆိုတော့ तू က CBNA ကိုသူချဲလိုက်တယ် white center ပဲပုံမှန်လီဗာပူးကအဲ့လောက်ချဲလည်းမရှိဘူး CBNA ကိုချဲလိုက်တယ်အမြဲတမ်းတော့မဟုတ်ဘူးပေါ့နော်ချဲလိုက်တယ်ပြီးတော့ full back တွေကိုရှေ့တက်ထားတယ်အဲ့တော့ wing back တွေကိုဒီဒုက္ခပေးဖို့အတွက်ဆိုတဲ့ပုံစံမျိုးသူတို့ချဲပြီးဒီလိုမျိုးလုပ်ထားတယ်ပုံမှန်အပြင်အဲ့လိုမျိုးမဟုတ်ပဲねဒီလို3ယောက်နေရာပုံစံမျိုးယူလေးရှိတာပေါ့နော်ဒီစန်တာဘက်2ယောက်လို့စုတယ်ဒီမှာ1ယောက်ဆင်တယ်ဘယ်လိုမဟုတ်ဒီဘက်ကို Robertson ဆင်တယ်ကာကက်ဆင်တယ်အဲ့လိုပုံစံမျိုးသွားလေးရှိတယ်အခုအဲ့လိုမဟုတ်ဘူးစန်တာဘက်2ယောက်လို့ချဲတာလေကိုသမားဒီမှာရှိတယ်အဲ့ဒါကတစ်မျိုးနောက်တစ်မျိုးကကျတော့ Curtis Jones ဆင်လာတယ် Curtis Jones ကဘယ်ဘက်ကိုဆင်တာများလဲဒါပေမဲ့အလဲကိုလည်းဆင်တယ်အဲ့လိုပုံစံမျိုးနဲ့သူတို့ဒီစတင်တယ်ပေးတဲ့ကိုသွားတယ်အဲ့ဒီအချိန်မှာလီဗာပူးကတော်တော်လေးတည်တည်ငြိမ်ငြိမ်ရှိတာကိုတွေ့ရတယ်ပြီးတော့ဘာဖြစ်သွားလဲဆိုတော့စိတ်တိုင်းကြအင်တာမီလန်ကိုဒုက္ခပေးနိုင်တယ်သူတို့ရဲ့ present first line ကိုအမြဲတမ်းကြော်နိုင်တယ်အင်တာရဲ့ကွင်းလေရတယ်လုံးဝ jump တက်လို့ဖို့ဆိုတာကမလွယ်ဘူးအဲ့တော့အမြဲတမ်းကြော်နိုင်တယ်ဆိုတာကလည်း Curtis Jones ကိုဘယ်သူမှလိုက်မကယ်ဘာယလာကလိုက်ကက်တယ်ဆိုပေမဲ့လို့အဲ့လောက်ကြီးလွယ်မနေဘူးအဲ့လောက်ကြီးစွန့်စားရတယ်ကွင်းထဲမှာအပေါက်ကြီးထားခဲ့ရတယ်အနေနဲ့များတယ်ဒီလီဗာပူးကအဲ့ဒီသဘောတရားအသုံးချသွားတာဗောနော်ဒါတပွဲလုံးချုံပြီးပြောတာ specific case တစ်ခုချင်းစီပြောတာမဟုတ်ဘူးအဲ့ဒီအတွက် Curtis Jones ကအရင်ရေးပါခဲ့တယ်ပြီးတော့ကျွန်တော်တို့ specific case တွေအနေနဲ့ကြည့်မယ်ဆိုရင် Curtis Jones ရဲ့ line breaking pass တွေသူ့ဘောလုံးကို LCB နေရာကနေလက်ခံရယူတယ်ပြီးရင်ကစားသမား2ယောက်ကြားတဲ့ Walker နဲ့ထိုးပေးလိုက်တယ် McAllister စီဒီမြင်သာအောင်ပြောမယ်ဆိုရင် Leeds အသင်းနဲ့
ပွဲတော့က graphing back ကိုထိုးပေးလိုက်တဲ့ဘောလုံး graphing back စီကနေရှေ့ကိုပြန်ပြီးချပြီး McAllister ခွာပြီးတော့ support line ကန်ထည့်သွားတယ်အဲ့တော့အဲ့အလုံးအားလုံးမှတ်ပြီးကြအဲ့လိုပုံစံမျိုးအဲ့ဒီတော့ကလည်းဒီ Curtis Jones ရဲ့ပြပို့မှုအရေးပါခဲ့တယ်လို့ကျွန်တော်ဒီပြည့်ပြည့်ပြပြီးမှကျွန်တော်တင်ပြခဲ့တယ်ပေါ့နော်အဲ့လိုပဲ back ဆိုပြီးတော့ပေးလိုက်တဲ့ဘောလုံးတွေဒါကအဲ့ဒီတစ်ချိန် McAllister ဘောလုံးလက်ခံရယူတယ်အဲ့လိုပုံစံမျိုးပဲသူဒီဘက်ကိုပေးတယ်ပြီးတော့ graphing back ကိုပေးတဲ့အလုံးတွေရှိတယ်အဲ့လိုမျိုးဂျားတွေကိုပေးလိုက်တယ်အဲ့တော့ graphing back က ball skills ကောင်းတယ် dribbling ability အရင်မြင့်တယ်သူဘောလုံးရှိတော့ပြီးတည်သွားနိုင်တယ်အဲ့တော့အဲ့လိုမျိုးပို့ပြီး advance ဖြစ်တဲ့နေရာမှာပေးလိုက်ခြင်းကအင်တာမီလန်ရဲ့ကွင်းလေ shape ကိုကိုယ့်ကာယရဖြစ်စေတယ်ပြီးတော့ running back ကအပုံမှန်အဖြစ်ဆိုရင် single pivot သို့မဟုတ်ဒီ right pivot ဘက်မှာရှိရမယ်ပေါ့နော်ဒါပေမဲ့သူဒီဘက်ကိုရောက်လာတယ်ပေါ့အဲ့လိုမျိုးရောက်လာပြီဆိုရင် entire shape တွေကိုယ့်ကာယဖြစ်ပြီအဲ့တော့အဲ့ဒီအချက်တွေအကုန်လုံးကိုလုံနိုင်ခဲ့တယ်ဘာလို့လုံနိုင်ခဲ့လဲဆိုတော့ Curtis Jones ရဲ့စွမ်းဆောင်ရည်ကြောင့်ပြီးတော့ Curtis Jones ဟာအဲ့လိုမျိုးဒီပေးပို့မဲ့အပေါက်တွေကိုလိုက်ပိတ်နေလို့မရဘူးသူကတည်သွားနိုင်တယ်သူတည်သွားပြီးတော့တချို့အလုံးတွေဆိုရင်သူဒီ right back ပုံစံမျိုးညာဘက်မှာတော့သူရှိနေတာမျိုးကျွန်တော်တို့မြင်ရတယ် ball generation လိုက်တဲ့ခါမှာအဲ့ဘက်ကိုရောက်တယ်အဲ့ဘက်ကလည်းတည်သွားတာမျိုးတည်သွားပြီးတော့ဒီသူကဘယ်လိုနည်းနဲ့ပဲရောက်အကြောင်းမျိုးကြောင့်အဲ့ဘက်မှာရှိနေပြီးတော့အဲ့ဘက်ကနေကူညီပေးသွားတာကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်အဲ့တော့အဲ့ဒီစွမ်းဆောင်ရည်တော်တော်သဘောကျဖို့ကောင်းတယ်ပြီးရင်အဲ့လို build up ပေါ့နော်ဒီ first ကနေ second ကိုသွားတယ်သွားပြီးရင်သူချင်းချင်းရှစ်ပြန်ရောက်လာတယ်အဲ့လို second အနေထားမှာလည်းသူကစားတာအရင်ကောင်းတယ်ဒီ penalty area မဟုတ် final third ပေါ့နော် final third ထဲကိုသူဘောလုံးတွေတောက်လျှောက်ပို့ပေးနိုင်တာကိုတွေ့ရတယ်ပြီးရင်ပို့ပေးရုံနဲ့မဟုတ်သူကင်ထားတယ်မလားကင်ထားတယ်ဆိုသူဒါဟိုတကယ်ကတ်လာပြီဆိုရင်သူကြော်နိုင်တာကိုတွေ့ရတယ်ဖက်ခနဲ့လိန်လိုက်ပြီးတော့ပို့ပြီးတော့ advance ဖြစ်တဲ့နေရာကိုသွားနိုင်တာကိုတွေ့ရအဲ့တော့ဒါကတော်တော်ကြောက်ဖို့ကောင်းတယ်အဲ့တော့ဒီပွဲကသူ့ရဲ့လုံးဝအကောင်းဆုံးစွမ်းဆောင်ရရှိနေတဲ့ပွဲဖြစ်တာလည်းပါတယ်ပြီးတော့အင်တာမီလန်ရဲ့ကွင်းလေပဟိုကစားသမားတွေကကတ်ရမဲ့ကစားသမားတွေအရင်များနေအလဲမှာဘာလို့လဲဆိုတော့ suppose line ရှိတယ်မှာ McAllister ရှိတယ် graphing back ရှိတယ်အဲ့တော့ဒီလိုနေထားမှာကတ်ရတာအရင်များတဲ့အတွက် Curtis Jones အတွက်လည်းလွတ်တာလည်းပါတာပေါ့နော်အရင်ကျက်နေတဲ့ပွဲဆိုရင်တော့maybe ဒီလောက်လေကောင်းချင်ပါလဲကောင်းလိုက်မယ်ဒါပေမဲ့ Curtis Jones ကအဲ့လို player မျိုးဖြစ်တယ်သူ့ကိုဒီလိုမျိုးသုံးဆွဲဖို့အတွက်ဒါကျွန်တော် McAllister ကိုခောက်ပြီးတော့ Curtis Jones ကိုသုံးသင့်တယ်ဆိုပြီးတော့ကျွန်တော်ရှေ့မှာဒါဟိုကျွန်တော်ရဲ့အကြံပြုချက်ပေါ့နော်အကြံပြုချက်အနေနဲ့ကျွန်တော်ဒါတင်ပြခဲ့ဘူးလေအဲ့တော့အခုဒီဘက်မှာ Curtis Jones ဟာအဲ့လိုမျိုးစွမ်းဆောင်ပြီပေါ့နော်သူ့စီမှာရှိနေတဲ့အရာကိုသူအကောင်းဆုံးပြနိုင်ခဲ့တယ်အဲ့တော့ McAllister ကလည်းဒီဘက်မှာတော်တော်ပိုရှိသွားတယ်ပေါ့နော်ပြောမယ်ဆိုသူဒီ build up လုပ်နေတဲ့အလုပ်တွေကိုဟိုအရင်ကြီးဒုက္ခရောက်နဲ့ကင်တွယ်နေရတဲ့ဆိုင်သဘောကဗျာ graphing back 2ယောက်ရှိတယ်ဆိုရင်လီဗာပူးရဲ့ပေးတဲ့ကချောမွေတယ် graphing back က2ယောက်မရှိနိုင်ဘူးသဘောကမရှိတဲ့အခါမှာအရင်တော့ကျတော့ graphing back 1ယောက်ထဲနဲ့အာရအလုံးအဆင်ပြေနေတဲ့အချိန်မှာ graphing back 1ယောက်ထဲနဲ့အလုပ်တာအလုပ်ဖြစ်သွားတယ်မနစ်ကပေါ့နော်ဒါပေမဲ့တကယ်ဒုက္ခရောက်နေတဲ့အချိန်မှာကျတော့မလုံလောက်တော့ graphing back ကို2ယောက်ရှိလာပြီ graphing back 2ယောက်မရှိပေမဲ့သူတို့မှာ Curtis Jones ရှိတယ်အဲ့ Curtis Jones ကိုဒါထုတ်ပြရတယ်ပေါ့နော်ကျွန်တော်မမဘူးဆိုရင် Curtis Jones ပါတဲ့ပွဲတွေမှာအကုန်လုံးမှာ Curtis Jones ကကောင်းတယ်ပြီးတော့ဒီ right back မှာသွားသုံးတာကလေဒီလိုအပ်ချက်ပေါ့လီဗာပူးရဲ့လိုအပ်ချက်အရာတော့ဒါသုံးလို့ရတယ် Curtis Jones ကစားရလဲမစိုးဘူးဒါပေမဲ့အခုလိုအလဲမှာသုံးခြင်းဒီလီဗာပူးရဲ့လိုအပ်နေတဲ့အရာကိုပြည်လဲခြင်းအဲ့တော့အဲ့ပြည်လဲခြင်းအတွက်ကိုတော့ဖြည့်ရှင်းရတဲ့အရာရှိရပါခုနဒီ CB 2ယောက်ကိုလိုချဲထုတ်တာမျိုးပြီးတော့ CB 2ယောက်ဘောင်းဆက်ပြီးတော့ဒီ 3 back ကစားတာမျိုးပြီးခဲ့တဲ့ပွဲတွေမှာလည်းအဲ့လိုကစားခဲ့တယ်အဲ့တော့ဟိုမလဲဘူးပေါ့နော်လူတွေပြောင်းလိုက်တယ်ဆိုပေမဲ့တချို့ပွဲတွေမှာအဲ့လိုမကစားဘူးဒါပေမဲ့အခုနောက်ပိုင်းပွဲတွေမှာအဲ့လိုကစားလာတယ်ပေါ့နော်အဲ့ဒါတွေကအရေးပါတယ် Arne Slot ဟာထိုင်ပြီးတော့ဒီအစင်မပြေတဲ့ဥစ္စာရင်းနဲ့ကင်တွယ်ပြီးတော့ဒီဝေဖန်တွေရဲ့ဒီဘာလို့ပြည်သက်တွေရှိတာပေါ့လေအဲ့လိုမျိုးလုပ်နေရတော့မဟုတ်ဘူးသူလုံးစရာရှိတာကိုသူစမ်းပြီးတော့သူပြောနေတာကိုတွေ့ရတယ်Curtis Jones ဆိုသူညာဘက်မှာလည်းသုံးပြီးသွားပြီအဲ့လိုမျိုးပေါ့နော်ဒီ support line ကိုဆိုတာအခုညာတောင်မှဆန်းညာတောင်မှတော့မဟုတ်ဘူး RAM လို့ပြောရမှာပေါ့နော်diamond shape တဲ့ဆိုင်ဒီအခု shape ကဒီ square shape ပေါ့ rectangle shape ပုံစံမျိုးသွားတယ်ပေါ့နော်အဲ့ဒီအခြေအနေမှာဒီ base မှာ Curtis Jones graphing back ရှိတယ်ဒီအရှိမှာဒီ support line နဲ့ McAllister ရှိတယ်သူတို့ကနေရာအမျိုးစုံပြောင်းနေရပါပြောမယ်ဆိုရင်ခုနလိုမျိုး diamond တွေကျွန်တော်တို့အဲ့လိုမျိုးအနားပုံစံဆွဲဖို့တော့ခက်ပါတယ်ဒါဟာလည်းပြောင်းလဲထားခြင်းပဲ support line ကိုအဲ့လိုမျိုးသုံးမယ်လို့မူလကဒါလီဗာပူး plan ထဲမှာပါမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပြောင်းလဲနေတယ် McAllister အခုရှစ်ပို့လိုက်တယ်အဲ့လိုမျိုးပြောင်းလဲနေဒါကကြိုဆိုရမယ့်အချက်ပေါ့ဖြည့်ရှင်းနေတဲ့ပြဿနာတစ်ခုကိုဒါ maybe ပြဿနာဖြည့်ရှင်းလို့မပြေလည်ဘူးဆိုရင်တော့ဒါကနောက်ပိုင်းကျရင်တော့သူ့ကို evaluate လုပ်ရမယ့်အပိုင်းပေါ့ဒါပေမဲ့လောလောဆယ်မှာတော့သူထိုင်နေပြီးတော့အလုံးမဖြစ်တဲ့ဟာကြီးကိုဒုက္ခရောက်ပြီးတော့ဟိုသုံးဆွဲနေရတဲ့ဆိုင်သူပြောင်းလဲနေရတယ်ကျွန်တော်အနေနဲ့မြင်တွေ့ရတယ်အဲ့တော့အဲ့ဒီအချက်ကိုတော့ကျွန်တော်အသိမှတ်ပြုတယ်ပြီးတော့ဒီဘက်မှာ dice 2ယောက်လုံးသုံးသွားတဲ့ AKDK ရော Isak ကော AKDK ကတော့ဘယ်ဘက်ကစားသမားပိုးဆန်တယ်ကစားတာကောင်းတယ်ဒါပေမဲ့ Isak က
အခုချိန်ဒီတိုင်ပတ်နေတော့မယ် तू က passenger အနေနဲ့ပဲရှိနေတော့မယ် तू ဒီလီဗာပူးရဲ့ဘတ်စကားကြီးကို तू လိုက်စီးနေတော့မယ် तू မောင်းနေတဲ့ကစားသမားမဟုတ်ဘူးအဲ့တော့အဲ့လိုပေါ့နော် passenger တွေများနေတဲ့ခါတည်းကြတော့လီဗာပူးရဲ့ဒုက္ခတွေမှာအဲ့ဒါပါတယ်အခုကဒီဘက်မှာတော့ passenger နဲတယ် Isak တက်ရောက်တယ်လို့ပဲပြောရမှာကျွန်တဲ့ကစားသမားတွေအကုန်အဆင်ပြေတယ်ကိုနာတေလည်းအဆင်ပြေတယ်ကိုနာတေအတွက်ဒီ full back ကရှစ်တယောက်တက်သွားတယ်ရှစ်တယောက်တက်သွားတဲ့အတွက် तू ဘာဖြစ်သွားလဲဆိုတော့ဒီလိုနှစ်ယောက်တည်းရှိတဲ့အချိန်တွေမှာကွင်းရဲ့နောက်ဘက်ချက်မှာဒီမန်တိုင်းနဲ့ကိုနာတေနဲ့ဒီလိုနှစ်ယောက်ပဲရှိရဆိုတဲ့သဘောပေါ့နော်အဲ့တော့အဲ့ space ကကျဲတယ်ကျဲတော့ဘာပဲပြော तू ကအဲ့ဒါကိုပိုကြိုက်တယ်အဲ့ဒါလေးနဲ့ဆိုရင်တော့အဆင်ပြေသွားတာကိုတော့တွေ့ရတယ်ပတ်စင်လေးပေါ့တစ်ချိန်ဆိုရင် तू ရှေ့ကိုတန်းပိလိုက်တဲ့ IKDK လွတ်သွားတယ်ဖြတ်တင်တယ်ကော်လာဖြစ်သွားလာကို तू မမိသွားလားမသိဘူးအနေနဲ့များတယ်တစ်လုံးပေါ့နော်ဒါကတရားဒီလုံးမှတစ်လုံးလောက်မြင်ရတဲ့အနေအထားမျိုးပေါ့ဆိုလိုချင်တာက तू အဲ့လိုမျိုးတောက်ရှိနေခြင်းကဒီလိုမျိုးအီဘူးစီကနေခြေစွမ်းလေးငြိမ်တဲ့ခြေစွမ်းလေးကိုမြင်ရစေရလို့ကျွန်တော်ယူဆမိတယ်ပေါ့နော်ပြီးတော့တစ်ချိန်တည်းမှာအင်တာမီလန်ရဲ့တိုက်စစ်ချိန်ကြောင်းမှုတိုက်စစ်ချိန်မှာဘာမှမရှိဘူးဘာလို့လဲဆိုတော့လီဗာပူးကြောက်တဲ့အရာတွေအင်တာမီလန်မှာရှိမတယ်မြန်လည်းမမြန်ဘူးပြီးတော့ဒီတိုက်စစ်မှာတကယ်ကို pressure အပြည့်ပေးနိုင်တယ်ပေါ့နော်မာချတာလို့ player မျိုးရွေ့တစ်ချိန်လုံးရွေ့နေတဲ့ player Marcus Thuram ရှိတယ်ဒါပေမဲ့မလုံလောက်ဘူးမာချတာကိုကတ်ခတ်တယ်ဆိုတာနောက်မှလိုက်ရွေ့နေတဲ့ကစားသမားကြီးစားလို့ကစားသမားကြီးရှိတော့အင်တာမီလန်ကမဟုတ်ဘူး Thuram တယောက်ပဲရှိတယ်လော်တာရိုကကိုးသွင်းတဲ့ type तू ကအဲ့လိုယုံတဲ့ type မဟုတ်ဘူး तू အဲ့လိုကြီးလည်းကြောက်ဖို့မကောင်းဘူးအဲ့လိုပုံစံမျိုးလေးပေါင်းဆက်တဲ့အခါမှာတော့လီဗာပူးကဒီဘက်မှာပြေလည်ခဲ့တယ်ပြီးတော့ကန်စစ်ကစားတာလည်းကွင်းလေကိုလုံးဝအများကြီးသုံးထားပြီးတော့ဒီအေးစစ်စစ်လေးနဲ့ကစားသွားတာပေါ့နော် high pressing အဲ့လိုတက်လောက်တာလည်းမဟုတ်ဘူးလုံလောက်တဲ့ pressing ရှိတယ်ဒါပေမဲ့အသေးအံလုံနေရမဟုတ်ဘူးအဲ့လိုပုံစံလေးနဲ့ဒီပွဲကို balance game ဘက်ကိုသွားလိုက်တဲ့အခါမှာလီဗာပူးအတွက်ဒီကြည့်ကောင်းတဲ့ပွဲတစ်ခုပေါ့နော်လီဗာပူးရဲ့ရှေ့ပွဲတွေမှာဆိုရင်ကပန်းကရန်အရင်ဖြစ်လွန်းတာမျိုးရှိတယ်အဲ့လိုမျိုးမဟုတ်ဘူးဒီပွဲကငြိမ်နေ control လည်းရတယ်အခွင့်အရေးတွေလည်းရတယ်ဒါပေမဲ့ Inter ကလည်းခံစစ်ကစားတာကောင်းပါတယ်အဲ့တော့ lower clear catch chance ဆိုတဲ့အနေအထားမျိုးကြီးတော့မဟုတ်ဘူးဒါပေမဲ့အခွင့်အရေးတွေရတယ်ဒီနိုင်သွားတော့ penalty ရရှိလို့နိုင်သွားတယ်ဒါပေမဲ့ဒီဘက်မှာအဓိကချီးကျူးချင်တာကအခုလိုကစားပုံပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုကိုမြင်တွေ့ရတယ်လို့ကျွန်တော်ကသတ်မှတ်တယ်အဲအကြောင်းမလို့ဒီအပိုင်းတွေကျွန်တော်ပြောတာပေါ့နော်ဂိုးသွားတဲ့ဖြစ်ရက်ကတော့ဒါ penalty ဖြစ်သွားတယ် penalty ကလည်းချွင်းချက်မရှိ penalty ဘာလို့လဲဆိုတော့လက်နဲ့ဆွဲတာမို့လို့ VR မကြည့်ပြီးရင်တော့ penalty မဟုတ်ဘူးပေါ့နော်တာမန်ဆွဲတယ်လို့ထင်ရပေမဲ့ VR ကြည့်လိုက်ရင်တော့အဲ့လိုလက်နဲ့ဆွဲတာကဒါက no excuse ပဲ penalty ပဲပေါ့နော် Bastoni အနေနဲ့ကျွန်တော်တို့ဖြစ်ခဲ့တယ်လို့ပဲပြောရမယ်ပထမမှာ Bastoni ရှာပပလုံးပေါ့နော်လိုထော်ရိုမာတီနက်စ်ကောင်းတိုက်လိုက်တာဂိုးသွားပြီးအောင်ထင်ရတယ်အဲ့ဒီအချိန်မှာ Bastoni တင်ပေးသွားတာအရန်ကောင်းတယ်အဲ့လိုမျိုးအဲ့ဒါအင်တာရဲ့အနှစ်အသားခရစ်စတန်ကီဗူရဲ့အသင်းဟာဒီစီမိုနီအင်ဇာဂီရဲ့အသင်းလိုမျိုးအဲ့လို rotation နေနဲ့အဲ့လိုတိုက်စစ်တွေမလုံနိုင်တာကိုတွေ့ရအင်တာရဲ့အနှစ်အသားပြက်ရွေးနေကျွန်တော်ဒီယာဒီမှာအင်တာပွဲတွေအများကြီးမကြည့်ရဘူးမကြည့်ရတဲ့အတွက်ကျွန်တော်အဲ့လောက်ချင်းနေမကောင်းဘူးဆိုတော့ကျွန်တော်သိချာမသိဘူးရလက်တွေနဲ့ကျွန်တော်စာဖတ်တဲ့အနေထားလောက်ပဲသိရတယ်ဒါပေမဲ့တကယ်ကစားတာကြည့်တဲ့အခါမှာစီမိုနီအင်ဇာဂီရဲ့ဒီ setup ကိုလွှဲပြောင်းရယူထားတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီအဟာတွေကိုဆက်သုံးဆွဲနေမယ်ထင်ပေမဲ့ဒီအင်တာရဲ့အနှစ်သားတွေအများကြီးပျောက်ဆုံးနေတာကိုတွေ့ရတယ်တိတ်ကြောက်ဖို့မကောင်းတော့ဘူးပြီးတော့ဒီ positional interchanging တွေနဲ့ဒီ center back တွေရဲ့အခန်းကဏ္ဍပေါ့နော်အဲ့ဒီဟာကအရင်လိုမျိုးမမြင်ရဘူးလို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ at least အဲ့ဒီခုနလော်ထာရိုမာတီနက်စ်ခေါင်းတိုက်တဲ့အခြေအနေကအဲ့လိုအခြေအနေမျိုးကိုဖော်ပြတယ်အဲ့လိုအခြေအနေမျိုးကိုဖော်ပြတဲ့အခါမှာအဲ့ဘတ်စတိုနီကိုကတ်မဲ့လို့မရှိဘူးဒီဘာဘူးကစားသမားတွေကခံစစ်လိုက်မှာအပြည့်လူတွေအများကြီးနဲ့ခုခံနေဒါပေမဲ့ဘတ်စတိုနီကိုကတ်မဲ့လို့မရှိဘူးအဲ့ဒါကအင်တာမီလန်ရဲ့အနှစ်သားလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီချိန်မှာကိုပေးလိုက်ရင်ဒီဘာဘူးတိုင်ပတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါလည်းမပေးခဲ့ရဘူးဘာပဲပြောဒီဘာဘူးကစားသွားတာကောင်းတယ်ပြီးတော့ပထမပိုင်းမှာကိုရသေးတယ်တောင်းကန်ဘောကနေအဲ့တော့လီဗာပူးကပရီးမီးယားလိမှာတောင်းကန်ဘောတွေဆက်ပီးစီရန်ကိုမသွင်းနိုင်ဘူးချန်ပီယံလိမှာတော့သူတို့ရဲ့တောင်းကန်ဘောတွေဆက်ပီးစီကအားရဖို့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်ဒီဟာကလည်းရွယ်သည်ဖြစ်စေမရွယ်ဘူးဖြစ်စေလက်ထိသွားတာဖြစ်တဲ့အတွက်ဒီကိုးပဲဖြစ်ခြင်းခံရတယ်ဗောနော်လက်ထိတာကိုအတိအကျမမြင်ရအောင်ဒါပေမဲ့ဒီ trajectory နဲ့ကြည့်မယ်ဆိုရင်တော့လက်ထိသွားတယ်လို့သတ်မှတ်နိုင်တယ်အဲ့တော့ trajectory နဲ့ဒီကြည့်ပြီးတော့ဒိုင်းဆုံးဖြတ်ချက်ချခဲ့ပုံမှန်တိုင်းဆိုရင်အဲ့လိုထိသွားရင်ဒါ VAR ကတန်းပြီးတော့တောင်ပြောတာဗောနော်အခုက subjective ဖြစ်တယ်ဒိုင်းလူကြီးကို subjective ပုံစံမျိုးပါတယ်ဗောနော်အဲ့တော့ subjective ပေးပြီးတော့ဆုံးဖြတ်စေခဲ့တော့ကြည့်ပြီးတော့ဆုံးဖြတ်ခဲ့တယ် handball လို့ကျွန်တော်ကတော့သတ်မှတ်တယ်ဗောနော်အဲ့တော့ဒီဘက်မှာဒီဖြစ်ရလေးဖြစ်ခဲ့တယ်ဆာလာမပါဘူးဆာလာကိစ္စကတော့အနည်းငယ်ပေါ်လောရိုက်နေပေမဲ့ကျွန်တော်ကတော့1နဲ့ကြေခွဲပဲကောင်းတယ်လို့ထင်တယ်အဖက်ဖက်တော့ဗောနော်အဖက်ဖက်တော့ဗောတေချာစဉ်းစားကြည့်အဖက်ဖက်တော့မကောင်းတဲ့အဖြစ်ရကြီးဗောလေအဲ့တော့လောလောဆယ်အဖြစ်ရကြီးဖြစ်ထားတဲ့အဲ့ဟာရက်ခံမှုကကြီးတယ်အဲ့အနေထားကိုလီဗာပူးကအကောင်းဆုံးကင်တွယ်ထားနိုင်တယ်လို့ပြောရမယ်လက်ရှိအနေထားမှာအဓိကနိုင်သွားတော့မင်းပါလေဘာမှဖြစ်ပါဘူးကွာဆိုတာမျိုးဗောပြီးတော့နီးယူဟာဘက်ကရှူတော့အပြင်ကြည့်မယ်ဆိုရင်အာနီစလော့ဟာဒီ
ဆာလာနဲ့ပတ်သက်လို့ပေါ့နော်ခန်းစစ်ပိုင်းဆိုင်ရာ workload ပိုင်းဆိုင်ရာအသင်း shape ပိုင်းဆိုင်ရာပြီးတော့ဒီ diamond shape ပိုင်းဆိုင်ရာအစရှိတဲ့ကဏ္ဍတွေကိုသူကအလေးပေးခြင်းလို့အလေးပေးခြင်းတာဖြစ်တဲ့အတွက်အဲ့အလေးပေးခြင်းတဲ့ကိစ္စရဲ့သွားတဲ့တူရှူချက် direction ဟာဒီဘွဲမှာမြင်တွေ့ရတယ်ဘာဖြစ်လို့အဲ့ဒါကိုသွားကျင်တာလဲအဲ့ဒါရဲ့အာသာချက်ကဘာလဲအဲ့ဒါကဘာလို့ပေးနိုင်လဲဆိုတဲ့အရာကိုမြင်တွေ့ရတယ်အဲ့တော့ဒါကလည်းဒီဘွဲကပေးတဲ့လီဗာပူးအတွက်အာသာချက်တစ်ခုဖြစ်သွားတယ်ဗောနော်အဲ့တော့လီဗာပူးအတွက်အရင်အားရဖို့ကောင်းတဲ့နိုင်ပွဲဖြစ်ခဲ့တယ်ကျွန်တော်ကတော့ဒီလိုစွမ်းဆောင်ရည်ကိုဒီလိုမှုန်တိုင်းကြတဲ့မှာရှာဖွေသွားခဲ့တဲ့လီဗာပူးအသင်းသားတွေကိုချီးကျူးခြင်းနဲ့တေချာပေါက်မမေ့ရမှာကအင်တာမီလန်ရဲ့ကစားဟန်နဲ့လည်းဆိုင်တယ်ဆိုတာပေါ့နော်အင်တာမီလန်ရဲ့3ကနေ set up အင်တာမီလန်ရဲ့ slow pace အဲ့ဒီအရာတွေနဲ့လည်းဆိုင်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီ KSB မီးစာဆန်စီရိုမှာအခုလိုမျိုးအဝေးကွင်းနိုင်ပွဲရယူတာကလီဗာပူးအတွက်လက်ရှိအခြေအနေကိုဖြည့်ရှင်းသည့်အပြင်ရောသူတို့ရဲ့ကစားကွက်အားဖြင့်ရောပြီးတော့ချန်ပီယံလိဂ်အမှတ်ပေးစရာမှာတိုက်ရိုက်ဝင်ခွင့်အားဖြင့်ရောအရာအလုံးကိုအဆင်ပြေစေခဲ့တဲ့ပွဲဖြစ်ကျွန်တော်ကတော့တင်ပြချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ